အခုတချင်းလေးတစ်ပုတ်ဖြစ်တဲ့တချင်းလေးတစ်ပုတ်နဲ့အသေးကွဲချင်ပါတယ်ချစ်ကန်ခီနေတဲ့သူတွေအတွက်ချစ်ကန်ခီလို့မရပါဘူးရှင်နောက်တော့စင်ပေးပါပြီးရင်ကောက်လျောင်းချင်းလေးဆိုပြမယ်နော်တရကလွယ်ရတရားရှင်မဝီရင်းနေလူကိုဝါမီးမြနေမှာနွေလူပူရီလူခန္ဓာတော့ကကြည့်မဖြစ်နိုင်ပါမဟုတ်တကယ်ချစ်